မင်္ဂလာပါဒီနေ့တော့လူတော်တော်များများခံစားနေရတဲ့goutယောဂအကြောင်းကိုပြောပြပေးသွားမှာပါgoutယောဂဆိုတာခနာကိုယ်ရဲ့အဆစ်တွေအထူးသဖြင့်ခြေမနဲ့ဒူးစစ်တွေမှာ uric acid crystals လို့ခေါ်တဲ့ပုံဆောင်ခဲလေးတွေစုပုံလာပြီးရောင်ရမ်းနာကြွတစ်ခုပါပုံမှန်ဆိုရင် purine ဓာတ်ကိုကြောက်ကစွန့်ထုတ်ပေးပါတယ်ဒါပေမဲ့ကြောက်ကမစွန့်ထုတ်နိုင်တဲ့အခါ uric acid တွေများလာပြီးဒုက္ခပေးတော့တာပါပဲလက္ခဏာတွေကတော့ရုတ်တရက်အဆစ်တွေရောင်မယ်ညီရဲပြီးပူနေမယ်ဘလောက်နာလဲဆိုရင်တောင်းနဲ့ထိရင်တော့မခံနိုင်တော့အောင်ကိုနာကျင်တတ်ပါတယ်ဒီယောဂါကအသက်30နဲ့60ကြားအမျိုးသားတွေမှာအဖြစ်များတယ်။တမိုင်းထဲကအလက်ဇန်ဒါဘုရင်နဲ့အိုက်ဆက်နျူတန်တို့တောင်ဒီယောဂါကိုခံစားခဲ့ရဘူးတဲ့အဓိကတရားခံကတော့အရက်ဘီယာနဲ့ဝိုင်ပါနောက်ပြီးဝမ်ရင်းကလီစာတွေပင်လယ်စာတွေအစားများရင်လည်းဖြစ်နိုင်ခြေအများများပါတယ်ကုသတဲ့နေရာမှာဆရာဝန်နဲ့တိုင်ပင်မှာစပယ်ရင်လိုဆေးမျိုးကိုမှားတော့မိရင်ပိုဆိုးသွားနိုင်လို့ပါအိမ်မှာတော့ရေခဲကပ်ပြီးအနားယူပေးလို့ရပါတယ်ကာကွယ်ဖို့အတွက်ရေများများတောက်ပါအဝမလွန်အောင်ထိန်းပါတက်တောင့်တက်တာရှိတဲ့ဖနက်ကိုစီးပြီးအနေထိုင်အစားအသောက်ဆင်ကျင်ကြမယ်နော်ဒီယောဂါကိုဥတီပွားဆေးနဲ့အနိုင်ယူနိုင်ပါတယ်အစားအသောက်ဆင်ကျင်ပြီးဆေးပုံမှန်တောက်ရင်ကျန်းမာစွာနေထိုင်ပါ